အခုကတော့ teacher တို့မြန်မာ teacher platform ကို login ဘယ်လိုဝင်ရမလဲပြပေးပါမယ်။အရင်ဦးဆုံးမြန်မာ teacher platform application ကတက်ဆင့်ဝင်ရပြီးတော့အဲ့ဒီ page က asset လေးကနေတက်ဆင့် login ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်ပေးရပါမယ်။အဲ့ login ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ register လုပ်တုန်းကထည့်ထားတဲ့ user name ဒါမှမဟုတ် email ကိုရိုက်ထည့်ပေးရပါမယ်။ပြီးသွားရင်ကတော့ကိုထားခဲ့တဲ့ password လေးကိုမမှန်ကန်လေးပြန်ပြီးတော့မှရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်။ပြီးတော့ရင်ကတော့ login ဆိုတဲ့ color လေးကိုနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ account ကဝင်ပြီးသားဖြစ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးလေးပေါ်လာရင်တော့ကိုယ့်ရဲ့ account လေးက login ဖြစ်သွားပါပြီเนาะ login ဖြစ်သွားရင်တော့ကိုယ့်ရဲ့ account ကို subscribe လုပ်ဖို့အတွက်ကိုအဲ့ဒီဘေးက asset လေးကနေတစ်ဆင့်စာရင်းသွင်းပြီဆိုတာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ account ကို subscribe လုပ်လို့ရပါတယ်ရှင်အဲ့ဒီစာလေးတွေကိုဖတ်ပြီးရနဲ့အောက်ကစီကန်းနဲ့သတ်မှတ်ချက်များကိုသဘောတူပါသည်ဆိုတာလေးကိုနှိပ်ပြီးရှေ့သို့ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ရသွားပါပြီရှင်